မိုက်ဆာရှော့တွေကိုဘာကင်မရာလေးနဲ့ရိုက်ကူးထားလဲဆိုတာသိပြီးကြပြီလားမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးထဲမှာပြပြလေးထားအောင်မို့လို့အဆုံးထိတူတူကြည့်လိုက်ကြရအောင်နော်အားလုံးသိချင်နေကြတဲ့ကင်မရာလေးကတော့ Insta 360 X4 Action ကင်မရာလေးပဲဖြစ်ပါတယ်ဒီ Insta 360 X4 လေးက360 view မှာ 8K resolution နဲ့ရိုက်ကူးလို့ရတာဖြစ်တဲ့အတွက် creative shot တွေမှာ perfect ဖြစ်နေစေမှာပါခါရမ်းတာတွေ shaking ဖြစ်တာတွေကိုတိတိတတ်တာ shot ချပေးလို့ creative shot တွေအတွက် smooth ဖြစ်စေမှာပါဒါအပြင် photo တွေကိုလည်းဒီတိကောင်းကောင်းနဲ့ဖမ်းယူရိုက်ကူးနိုင်ပါသေးတယ် Invisible Selfie Stick မောက်ပါဝင်တာမို့ Selfie Stick ကိုဗီဒီယိုမှာမမြင်ရတဲ့အတွက်အဆင်ပြေစေပါတယ် Waterproof system လေးပါဝင်တာကြောင့်ရှေ့အောက်10မီတာအနက်ထိယူဆောင်ရိုက်ကူးလို့ရပါသေးတယ်ဒါပြင် Insta 360 app ထဲမှာ Insta 360 X4 နဲ့ရိုက်ကူးထားတဲ့ shot တွေကို AI အကူအညီနဲ့ edit လို့ရလို့အဆင်ပြေပါတယ်ရှင် function တွေလဲဆိုပြီး creative shot တွေကိုရိုက်ကူးခြင်းနဲ့ဆိုရင်တော့ဒီ Insta 360 X4 လေးကိုညီမတို့ရဲ့ Zik Camera House မှာလာရောက်ဝယ်လို့ရပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော်တတား